ခုလောလောဆယ်အနေထားရဆိုရင်ဥအောင်ဆန်းကပြေဆုံးနေတဲ့လူတယောက်ဆိုပြီးအများယူဆကြတယ်ကျွန်တော်ပြေဆုံးတာနဲ့ကျွန်တော်မတရားလုပ်တာခံရမယ်ဆိုတော့သိပဲမရှိတော့ there is no logical connection ကျွန်တော်အခုမတရားလုပ်တာခံနေရတယ်ခံနေရတာရိုးရိုးလူကခံနေရတာမဟုတ်ဘူးဒီနိုင်ငံကိုဥဆောင်တဲ့ဟလာဒီမိုကရေစီနဲ့ human rights အတွက်လုပ်ပေးတယ်ဆိုပြီးတော့ဟိုမဲရအောင်လုပ်ပေးပြီးတော့အခုသူ့ကိုယ်နဲ့ကတော့အဆင်ပြေအောင်မလုပ်နိုင်ဘူးတစ်ဖက်ကပေါ့နော်တချို့လူတွေရဲ့အမြင်မှာကြတော့သူတို့ဖြစ်စေခြင်းတဲ့ဆန္ဒကိုပြောကြတာရှိတာပေါ့နော်ဒါကတော့ပြောပိုင်ခွင့်ရှိတယ်ဒီမိုကရေစီမှာဟုတ်ကဲ့သူတို့ပြောကြတာတွေကဟာမှာဆိုရင်ဒီနေရာက1988နောက်ပိုင်းပေါ့နော်89 90နောက်ပိုင်းဒေါအောင်ဆန်းစုကြည်လေးကျေရုပ်ချခဲ့တယ်အဲ့မှာလည်းတစ်ချောင်းလုံးနေခဲ့ရတယ်ပြီးတော့အဲ့ထဲကိုလည်းကမ္ဘာရဲ့အထင်ကြီးကလူပုဂ္ဂိုလ်တချို့ရောက်ခဲ့တယ်ပေါ့နော်ရောက်ခဲ့တဲ့အထိမ်းအမှတ်တွေရှိတယ်ပြီးတော့အဲ့မှာပဲဒီ2012နောက်ပိုင်း2015နောက်ပိုင်းဒီမိုကရေစီပြုပြင်ပြောင်းလဲမှုပေါ့ဖြစ်ထွန်းခဲ့တယ်ဆိုတဲ့အထိမ်းအမှတ်အနေနဲ့ဒီလိုမျိုးရှိခဲ့တဲ့နေရာတစ်ခုကိုဟိုဒီလိုမျိုးနောက်ဆုံးထုခွဲပြီးတော့ပေါ့နော်ဒီလိုမျိုးရောင်းချရမယ်တစ်ခုခုဖြစ်ရမယ်ဆိုရင်ကဘာမှာအဲ့လိုဟိုနေအိမ်မျိုးတွေအများကြီးရှိတယ်နော်ဒီအိုဘားမားတို့ဟီလာရီတို့ကဒီအိမ်တဲ့ရဲကိုလာဘူးတာမဟုတ်ဘူးခဏခဏအိမ်တွေအများကြီးရှိတခြားကောင်းဆောင်တွေပူတင်တို့ဟိုတရုတ်ကောင်းဆောင်တွေအများကြီးရှိတယ်အဲ့ဒါပြောလိုက်တိုင်းရှိတဲ့ဟိုလက်ရှိ fundamental laws တွေ change လုပ်ရမှာလားဒိဗ္ဗေမရှိတာဘာမှ connection မရှိတာရှောက်ပြောတယ်အဲ့ဒါတွေကလူပိန်းတွေငတုံးတွေရှောက်စဉ်းစားတဲ့ပုံနော်ဘာမှမဆိုင်ဘူးအခုကဥပဒေရတိတိတာတာကြီးဗျောင်ကြီးမတရားလုပ်ထားတာကိုခုနလိုပေါက်ခဲ့ရဘာမှမဆိုင်တဲ့ဥပဒေထဲမှာဟာလာတရားမင်းကြီးဆင်းလာရင် constitution ရဒီအိမ်ကြီးကိုခါတဲ့ဟိုခါနိုင်တစ်ခုလုပ်ပြရမယ်ဟိုပိုင်ဆိုင်ခွင့်မရှိတော့တိတ်ပဲမရှိတာရှောက်ပြောတာအဲ့တော့ commissioner ကဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ပုံဝေခွဲပုံရောပေါင်းဆိုင်ပြန်ပြောပြပေးပါလားဗျကျွန်တော်နားလေတဲ့ဟာနဲ့ commissioner ဆိုတာနဲ့ကျွန်တော်တို့ဟိုခံလိုက်ရတဲ့ commissioner လုပ်ပုံနဲ့တခြားစီကျွန်တော်နားလေတာ commissioner ကကျွန်တော်တို့ကဘယ်လိုလုပ်ညှိမလဲဟာလာအမြေကြီးကိုစုကြည်ကကျွန်တော်တို့စီကနေသူကအကုန်လုံးလိုချင်ကျွန်တော်တို့ပိုင်တဲ့ဟာဝယ်ပြီးတော့ဟိုကျွန်တော်တို့အားမလားနှမရင်ကျွန်တော်တို့မြေကြီးကိုတော့သူအားမပွဲစားမရှိတဲ့အတွက်သူအိမ်မကြီးရှိတယ်အိမ်မကြီးအတွက်အားမလားနှမရင်အဲ့ဒါမှဟိုညှိလို့မရဘူးဆိုရင်တော့ဟိုအိမ်ရောခြံရောဟိုလေလံပြစ်ပြီးတော့တန်ဖိုးတယောက်တော့ခွဲမလားအဲ့လိုဒါအကြမ်းအပြည့်ဒီဒါပဲဖြစ်ရမယ်ဒီပေါင်းနဲ့ဒီဟာနဲ့ဘယ်လိုလုပ်ကြော်မှာလဲဟလာတခြားနည်းမှမရှိဘူးအဲ့ဒါမလုပ်ဘဲနဲ့ခါရဲဘယ်ကနေပြီးတော့ဟိုတေမမှုကြီးမှလည်းတခါမှမပါခဲ့တဲ့ခင်မောင်အေးကိုဆွဲထက်မြေကြီးခွဲပေးရမယ်ဘာညာဆိုပြီးတော့နောက်အယူခံသုံးကစလုံးကလည်းဘယ်တော့မှမပါခဲ့တဲ့ခင်မောင်အေးကိုအဲ့လိုဟိုရပိုင်ခွင့်တွေရှိတယ်ဆိုပြီးရောင်နဲ့လောက်တာ process and procedure တခြား case ဟာနဲ့ဒီ case နဲ့ဘာမှမဆိုင်ဘူးမဆိုင်တာကိုဆိုင်တယ်ဆိုပြီးတော့ရှောက်ရောပြီးတော့နှောက်မွေနိုင်မြမွေအဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒါမကျေနပ်ဘူးကော်မရှင်လာမတရားသူကြီးကိုဘာတွေတင်ပြလဲဆိုအဲ့ဒါစာရွက်စာတမ်းနေကျွန်တော်တို့သိချင်းပါတယ်တောင်းလဲအဲ့ဒါမပေးနိုင်ဘူးတဲ့ဒါကနောက်ဆုံး final ဟိုကော်မရှင်လာမကတရားသူကြီးကိုတင်ပြတဲ့ဟာပဲပေးနိုင်တယ်ပါဇက်နဲ့ကျွန်တော်တို့ကြားရတယ်ဒီရုံးမှာအဲ့ဒါကော်မရှင်လာမကနေသူကျွန်တော်တို့ ਨੇ ဟိုညှိတဲ့ဟာ3-4 ကလောက်တွေ့တဲ့အခါမှာဘာတွေဟိုသူဟိုကြားခဲ့တယ်အဲ့ဒီဟာတွေကိုတင်ပြရမှာအဲ့ဒါတခုမှလည်းဘယ်လိုတင်ပြထားမှမသိဘူးအဲ့တော့နောက်ဆုံးဒီကိစ္စနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ကော်မရှင်လာမဘယ်လိုသူ့ရဲ့ position ကဘာလဲဆိုဆုံးဖြတ်ချက်နေ့မှာကြတော့ဒါခင်မောင်အေးကိုမြေကြီးကိုခွဲပေးရမယ်တန်တဲ့မြေကြီးမှာကျွန်တော်နဲ့စုကြည်ကတယောက်တော့ပဲအိမ်မကြီးရတယ်စုကြည်အကုန်ယူမယ်ဟိုသူတို့တောင်ပြောမရောက်ပြောဟိုဟာတွေတော့အကြောင်းနေတော့ပြတာပေါ့ဒါမှလည်း
ပြန်စဉ်းစားကြည့်လိုက်ရှင်ဟိုရုံးချုပ်ကနေဆုံးဖြတ်ထားတဲ့ဘောင်ကကျော်သွားပြီကျွန်တော်ကတဝက်တဲ့တိတိသာသာကြီးနဲတဲ့မြေကြီးရမယ်ကျွန်တော်ကအိမ်မကြီးလုံးဝမရဘူးပြိုနေတဲ့အိမ်တအိမ်ရမယ်အိမ်မကြီးစားဒါဟာတာကြီးပဲဟဲ့လားနည်းနည်းကောင်းရှိတဲ့လူကစဉ်းစားလို့ရမယ်ဒါတယောက်တော့ဆိုတာဘလုံးဝမဟုတ်နိုင်အဲ့ဒါကိုမကျင်납ဘူးကျွန်တော်တို့ကဒီဟာကိုတကယ်လို့မထခွဲမယောင်းချခြင်းမှုဆိုရင်ထိုက်တဲ့ဈေးနှုန်းဆိုတဲ့ဟာမျိုးပေါ့နော်ထိုက်တဲ့ဈေးနှုန်းဟာမျိုးဆိုရင်ရောဥအောင်ဆန်ဦးခံယူထားတဲ့ထိုက်တဲ့ဈေးနှုန်းဆိုတဲ့အတိတ်ပဲကိုကျွန်တော်တို့ဖွင့်ပြပေးပါလားဗျဒါတော့သူတို့လာညှိပါစေပေါ့မညှိနိုင်ဘူးဆိုရင်လည်းလေလံပြစ်လိုက်ရင်ထိုက်တဲ့ဈေးနှုန်းနဲ့အဖြစ်ပေါ်လာမှာပဲအဲ့မှာသူတို့လည်းဝင်ဆွဲနိုင်ခွင့်ရှိတာပဲသူတို့မှဆွဲနိုင်ခွင့်မရှိတော့မှာမဟုတ်ဘူးလေလံပြစ်လိုက်တယ်ဆိုလဲသူတို့မှဟိုနောက်ဆုံးဟိုပိတ်ထားတဲ့တကားမှမဟုတ်ဘူးသူတို့ဝင်ရွေးလို့ရတာပဲအဲ့ဒါအဖြစ်သူ့ဘာသူဖြစ်ပေါ်လာမှာပဲဒါကတော့သူတို့ကျွန်တော်ကိုဟိုက low ball လုပ်လို့ရတယ်ဟလာပတ်စံနည်းနည်းလေးနဲ့ကျင်နာအောင်လုပ်လို့ရတယ်ဆိုအဲ့လိုတော့မရဘူးမှန်ကန်တဲ့ဈေးနှုန်းနဲ့ပဲလုပ်လို့ရမယ်အဲ့ဒါကိုမကျင်납ဘူးဆိုရင်ဟိုလေလံပြစ်သူတို့ကိုယ်တိုင်ဝင်ဆွဲလို့ရတယ်ဆိုဘာမတရားတာရှိတယ်အဲ့မှာကျွန်တော်ကဒီလေလံဆွဲခိုင်းနေဆိုရင်ပဲဟလာဒါမတရားလုပ်တယ်လို့ဖြစ်နေမဟုတ်ဘူးဘာမှမတရားလုပ်တာမဟုတ်တရားတစ်ဖြင့်အပြည့်အဝရှိတယ်သူတို့ဘာသူတို့အချောင်းလိုချင်တဲ့ဟာတွေလှုပ်လို့တမျိုးပြီးတမျိုးအကွက်တွေလျှောက်ပြောနေတာအဲ့ဒါကိုတိုင်းပြည်နဲ့လူမျိုးကသိဖို့လိုတယ်အဲ့တော့လာခုချိန်ထိလဲဥအောင်ဆန်းကိုလာညှိရင်ညှိလို့ရတယ်လာညှိလို့ရတယ်ဆိုပြီးတော့တကားကိုဖွင့်ထားတယ်လို့ပြောလိုက်ဒါပေမဲ့ကျွန်တော်ပြောတာကသူတို့စောင့်နေမှာမဟုတ်ဘူးနော်လုံးเสียရှိရလို့ဟိုတရားရုံးရောက်ချင်းကျွန်တော်ကတော့ဟိုဘာခေါ်မလဲဒီဟာတယောက်တော့ဝက်တာမို့ခွဲနိုင်အောင်လေလံပစ်ဖို့တောင်းဆိုမှာပဲတရားရုံးရောက်သွားပြီးမှတော့ညှိလို့မရတော့ဘူးဆိုတဲ့သဘောလားဗျရတယ်လေတရားရုံးရောက်နေတော့ဟို final decision မလောက်ခင်ဟိုကျွန်တော်ပတ်စံအကုန်ပေးပြီးတော့လက်မှတ်ထိုးထားရင်ညှိလို့ရတာပေါ့ညှိကျင်တကယ်ညှိကျင် always the door is always open even very small အများအား open လုပ်ထားတယ် to the last second ဒါပဲနဲ့အဲ့ဒါကိုစောင့်နေလား no လုပ်เสียရှိတာအပြည့်အဝလုပ်ပြီးတော့ဒီဟာကြီးကိုအပိသက်လိုက်ချင်တာ division လုပ်ပြီးတဲ့အဆိုဖြတ်ချက်ချပြီးတဲ့အချိန်မှာတခုခုဟိုမှာ amount တခုခုပေါ့နော်ငွေကြေးပမာဏတခုခုမျိုးချန်ငင်းစေးသဘောမျိုးပြောတာမျိုးရှိဘူးလားမျိုးနှစ်ယောက်ဆွေးနွေးနှစ်ဖက်ပေါ့ရှင်းနေခြင်းပဲဖြစ်ဖြစ်ဆွေးနွေးဘူးလားရှိလားကျွန်တော်ရဲ့ကတော့ဘာလိုချင်လဲဆိုတော့ ball park number တော့ပေးထားတယ်ဘာသာမှပြန်မလာနော်အဲ့ဒါခုနပြောလို့ဟိုစီပင်သာဈေးတော့မဟုတ်ဘူးခုနဟို cost pricing market ဈေးမဟုတ်ဘူးဟို value pricing market ဈေးအဲ့ဒါကိုတော့တို့ကဒါကိုလဲတို့ကအကုန်လုံးခြံရောအိမ်ရောအကုန်လိုချင်တယ်ပြောထားတာနော်အဲ့ဒါကိုမတတ်နိုင်ရင်စကားထဲမှာပြောနေတော့ကျွန်တော်ရရမယ်မြေကြီးကိုကျွန်တော်ပေးလိုက်ကျွန်တော်ကြိုက်တဲ့လိုလုပ်မယ်ဟလာအိမ်ပဲကျန်တော့အိမ်ဘိုင်းကိုတို့လိုချင်တယ်ယူဒါမှလည်းအိမ်တန်မိုးတော့ကျွန်တော်တို့ညှိရပါအဲ့ဒါလည်းမညှိဘူးဆိုရင်တော့အကုန်လုံးအဲ့လေလံပြစ်လိုက်မယ်သူတို့လည်းဝင်ပြီးတော့လေလံဆွဲလို့ရတယ်အဲ့တော့ကျွန်တော်တို့ပြောတဲ့ဈေးကတိတ်များလားအနည်းလားဆိုတော့သူ့ဖာသူဖြေပေါ်လာမှာပဲအဲ့ဒီဈေးနှုန်းကိုတခုချိန်မှာအများပြည်သူကိုပြောလို့ရလားဗျမရဘူးလေဘာဖြစ်လို့ဒီဈေးနှုန်းကတကယ်ဖြစ်မှပြောလို့ရမှာအခုက hypothetical တွေကပြောလို့မရဘူးသူတို့ကန့်လန့်ခဲ့တဲ့ဈေးနှုန်းကိုဆိုလိုတာပါကျွန်တော်အဲ့ဒါလည်းမပြောနိုင်ဘူးလေအဲ့ဒီဈေးကလည်း तू ကညှိလို့ရသေးတဲ့ဈေးပဲအဲ့ဒါမပြောနိုင်ဘူးဒါပေမဲ့အဲ့ဒီဈေးကကျွန်တော်အရင်6နှစ်လောက်ကတည်ထားတဲ့ဈေးပဲဆိုတော့ဒါမတရားဈေးမဟုတ်ဘူးဒါကျွန်တော်ပြောတာဟိုအခုကစီးပွားရေးကျသွားလို့စီပင်သားရ
။